နေတဲ့ညနေခင်းလေးမှာနှင်းနုနဲ့အောင်မင်းကဲနှစ်ယောက်လမ်းတစ်လျှောက်ထီးတလက်နဲ့ရှောက်နေကြတယ်။ထီးကသေးလို့သူတို့နှစ်ယောက်အနီးကပ်ရပ်နေကြရတယ်။နှင်းနုရဲ့နှလုံးခုန်တန်ကအောင်မင်းကဲနားမှာရပ်နေတဲ့အချိန်တိုင်းပို့မြန်လာတယ်။အောင်မင်းကန်းကနည်းနည်းပြုံးပြီးပြောလိုက်တယ်။နှင်းနုမူးရွာတာကြိုက်လား။နှင်းနုကရှက်တယ်လို့နဲ့ကြိုက်တယ်ဒါပေမဲ့ဒီနေ့တော့မိုးအရမ်းကြီးနေတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူတို့နောက်ကနေခြေလန်းတန်တကူကြားလိုက်ရလေ။နှင်းနုကနောက်ကိုလှည့်ကြည့်လိုက်တယ်။လမ်းမီးအောက်မှာအမျိုးသားတစ်ယောက်ရက်ပြီးသူတို့ကိုကြည့်နေတယ်။နှင်းနုကစိတ်ပူပြီးပြောလိုက်တယ်။အောင်မင်းကန်ဟိုလူကအောင်မင်းကန်လည်းနောက်ကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီလူကဖုံးတလုံးကိုထုတ်ပြီးသူတို့ဘက်ကိုကြည့်နေတယ်။အောင်မင်းကန်ကနှင်းနုကိုတိတ်တိတ်လေးပြောလိုက်တယ်။နှင်းနုဒီလမ်းကိုမသွားတော့ဘူး။အခြားလမ်းကနေသွားရအောင်။သူတို့နှစ်ယောက်လမ်းပြောင်းပြီးလျှောက်သွားလိုက်တယ်။ဒါပေမဲ့မိုးတယ်လို့ဟာအဲ့လီလူကလည်းတိတ်တိတ်လေးသူတို့နောက်ကနေလိုက်လာနေလေ။နှင်းနုရဲ့နှလုံးခုနန်ကအခုတခါတော့အချစ်ကြောင့်မဟုတ်ဘဲကြောက်ရွံ့မှုကြောင့်ဖြစ်နေတယ်။လမ်းခွေတစ်ခုရောက်တဲ့အချိန်မှာအဲ့ဒီလူကချက်ချင်းသူတို့ရှေ့ကိုထွက်လာလိုက်တယ်။နှင်းနုအံ့အားသင့်ပြီးနောက်တလန်းဆုပ်လိုက်တယ်။အောင်မင်းခန့်ကချက်ချင်းနှင်းနုရှေ့ကိုရပ်လိုက်တယ်။မင်းဘာတူလဲဘာလို့ချင်လာလဲအဲ့ဒီလူကမိုးရီစက်တွေစိုးနေတဲ့မျက်နှာနဲ့နည်းနည်းပြုံးလိုက်တယ်ပြီးတော့တစကားပဲပြောလိုက်တယ်နှင်းနုမင်းကငါရှာနေတာကြာပြီနှင်းနုရဲ့မျက်လုံးတွေကျဲသွားလဲအောင်မင်းကလည်းအားသွားတယ်ဘာကြောင့်အဲ့ဒီလူကနှင်းနုနာမည်ကိုသိနေရတာလဲဒီညမှာနှင်းနုမသိသေးတဲ့လျှို့ပြက်ချက်တကူပေါ်လာတော့မယ်